မင်္ဂလာပါကျွန်တော်ကဟိုကိုအေတူပါYouTube ကိုမနေ့ကမှစလုပ်တဲ့အတွက်ကြောင့်ကျွန်တော်အားပေးကြပါဦးကျွန်တော်ဒီနေ့လည်းဘာမှထွေထူးမဟုတ်ပါဘူးကျွန်တော်ကိုယ်နဲ့ run ဂျူရိုဆော့ပြီးတော့ minion ဘယ်လိုရခဲ့လဲဆိုတာပြတာပါကျွန်တော် subscriber 9ယောက်ဖြစ်သွားပါပြီကျွန်တော်အသိတွေလည်းပါတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကို subscribe လုပ်ပေးတဲ့လူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ခက်ခဲစကားပြောရတဲ့နဲ့ရှေ့ဝိုင်းဗီဒီယိုလေးစလိုက်ရအောင် let's go Easy go. ကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်နော်။ဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစာကိုကျွန်တော်ကျေးဇူးတင်ပါတယ်နော်။ကဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Subscribe နှိပ်ပေးကြပါဦး။အားလုံးဘိုင်ဘိုင်